တမီးဘာလို့ကူနေလဲခမေတန်းတလုံးရွက်ဗျာကျော်လေးကြော်စားရင်လို့တန်းတလုံးရွက်ခူးကြီးရော တန်းတလုံးရွက်ဖရားကျော် ဟုတ်တယ်တန်းတလုံးရွက်ဗျာကျော်ကြော်စားမှာ မေအဲ့ဒါဂိုင်းမေး ရမလို့ဟိုဟာလို့ ဒါဒီထက်ပုံစံလာတယ်နော် ဆန်နေနေလန်းထားပြီးအေးထားရတယ် ဒါမျိုးပါလား မျိုးပါ ဝါမျိုး ဝါမျိုးစိထုတ်မှာလေခွန်ကျိတ်တဲ့နဲ့ထုတ်အောင် ဒီတန်းတလုံးရောကတလောက်ဆိုရင်ရလား ရရလေအဲ့လေကိုခက်လက်ကလေးရေးစီးရစီးပြီးမှကြော်မယ် ဟုတ်မလား ရေနဲ့တန်ရှင်းအောင်ဆေးပြီးတော့အရွယ်လေးတွေကြီးတင်ပေးထားတဲ့ဒန်းတလွန်ရွယ်လေးတွေကိုကြက်ဥတစ်လုံးထည့်မယ်နရင်းမုံအနှဲငယ်ထည့်မယ်စားအနှဲငယ်နဲ့အချုံမုံအနှဲငယ်တို့လည်းထည့်ပါမယ်ဗျာဂျင်းနဲ့ကြက်သွန်ပြူကြေညက်အောင်ထောင်းထတာလေးလည်းအနံလေးမှုအောင်ထည့်မယ်အကြော်မုံကတော့ထမင်းစားစုံ9စွန်းနဲ့ကလက်ဘဲစိမ့်မုံကတော့ထမင်းစားစုံ15စွန်းလောက်ထည့်ပါမယ်ရေကိုတော့နည်းနည်းချင်းစီထည့်ပြီးတော့ရောသမမှုအောင်နယ်ပေးအောင်ဖြစ်ပါတယ်ရေပမာဏစုစုပေါင်းကတော့နိုးစီဘူးနဲ့တဝက်ကြော်3ပုံ2ပုံနီးပါးလောက်အသုံးပြုထားပါတယ်ကလက်ဘဲစိမ့်မုံနဲ့အကြော်မုံကိုတော့နှစ်သက်ရတဲ့စိတ်ကိုအသုံးပြုလို့ရပါတယ်ရေလေးထည့်ပြီးရင်တော့အားလုံးရောသမမှုသွားပြီးတော့ကလက်ဘဲစိမ့်မုံနေအကြော်မုံနေဗီဒီယိုမှာပြထားသလိုမျိုးကြေသွားတဲ့အထိနာနာလေးတေချာလေးနယ်ပေးအောင်ဖြစ်ပါတယ်ဗီဒီယိုမှာပြထားသလိုအနေထားလေးနယ်ပေးပြီးရင်တော့ကြော်လို့ရပါပြီဗျာအကြော်ကြော်ဖို့အတွက်စီယိုတင်မယ်စီပူလာရင်တော့ဗီဒီယိုမှာပြထားသလိုမျိုးလေးထည့်ပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်ဗျာအကြော်တွေကြော်တဲ့အခါမှာအကြော်ကိုထည့်ပြီးချင်းတန်းပြီးတော့မှွေတာရဲ့အထက်အလံတွေမလုပ်ရပါဘူးဗျာနော်။နယ်လေးကြွတက်လာပြီးတော့အပေါ်ရန်လေးကိုကြွလာပြီဆိုတဲ့အချိန်ကျတော့မှအထက်အလံပေးတာလေးတွေမှွေပေးတာလေးတွေလှုပ်ဆောင်ပေးပြီးတော့ကိုလိုချင်တဲ့အကျွတ်ရွအနေထားတွေရအောင်ကြော်ပေးရတာဖြစ်ပါတယ်ဗျာ။စားခြင်းစပွဲဒန်းတလွန်ရွက်ဖရားကျော်လေးကိုမကြီးသီးမဲ့အချင်းရည်လေးနဲ့တွဲပြီးတော့ဆွဲမှာဖြစ်ပါတယ်ဗျာ။ကဲလွယ်လွယ်ကူကူပဲကြော်စားလို့ရတာမို့လိုက်ပြီးတော့ကြော်စားကြည့်ကြပါအောင်တင်ငယ်ချင်းတို့ရေ အရင်ကုန်တဲ့သူလူစားလေးချောင်းလာ ချက်ဟုတ်လားနော် အောင်လားကြားနေလားကြော်ပြဘူးဖြစ်နေမှတော့တယ်အားလုံးပဲကျေးဇူးအပြည့်ကျေးဇူးတင်ပါတယ်အမေပကံနေကနေပြီးတော့လူစားတော့မှလူရဲမှုတွေဖြစ်တော့မှမလို့ဗီဒီယိုရက်လိုက်တော့မယ်ပေါ့နော်အားလုံးပဲလိုက်မယ်ဆိုတော့ဆက်ဆက်လိုက်ပါဦးမယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြရမယ်နော်တဒါမင်းနောက်ဆက်လာတဒါလူတော့